မိခင်ဖြစ်သူဟာတားရောင်ကြားလေးတယောက်ပေးသနာဖို့ကောင်းကင်ဘုံမှာဆူတောင်းခဲ့ရမယ်ဖះเจ้าလေးကထွက်လာတဲ့အချိန်မှာတော့သူမရဲ့ဆူတောင်းဟာတခြားနည်းလမ်းတစ်ခုနဲ့ပြည့်ဝသွားခဲ့ပါတယ်မိခင်ဖြစ်သူတေဆုံးသွားတဲ့မြင်ကွင်းကိုကောင်းမလေးကကိုယ်တိုင်မြင်တွေ့ခဲ့ရပေမဲ့သူမရဲ့နှလုံးသားကတော့ငြိမ်သက်နေတဲ့ရေအိုင်လိုပဲတည်ငြိမ်နေခဲ့ပါတယ်သူမဟာလွန်ခဲ့တဲ့အချိန်တော်ကြာကလေးကသူမကိုပိုင်စိတ်ကူးရင်ကဘာထဲမှာပဲပိတ်လောင်ထားခဲ့တာပါသူမရဲ့မျက်လုံးထဲမှာတော့ကောင်းကင်ကတိမ်တိုက်တွေတောင်ချစ်စရာဝဲဝမ်းရုပ်လေးတွေဖြစ်နေတတ်ပါတယ်ဒါပေမဲ့သူမဓာတ်ပုံတစ်ပုံရိုက်လိုက်တဲ့အချိန်မှာတော့ကားလေးနဲ့စီမတော်တဆတိုက်မိသွားခဲ့ပါတယ်အနီးနားကအိမ်နီးချင်းတယောက်ကသူမဓာတ်ပုံရိုက်လို့အဲ့ဒီလိုဖြစ်တာဆိုပြီးအပြစ်တင်ကနောက်ပြောင်ကြည့်စေခဲ့ပါတယ်အဲ့ဒီနေ့မှာပဲအဓိကကြားတဲ့မတော်တဆမှု၃ခုဖြစ်ပွားခဲ့ကြောင်းသတင်းထဲမှာအမဲလီတွေ့လိုက်ရပါတယ်အဲ့ဒီကားတိုက်မှုနဲ့ပေါင်းလိုက်တဲ့အခါသူမရိုက်ခဲ့တဲ့ဓာတ်ပုံလေးပုံနဲ့ကွက်တိဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒီအကြောင်းအရာကအမဲလီရဲ့နှလုံးသားကိုပြင်းထန်တဲ့ထိတ်လန့်မှုနဲ့အပြစ်ရှိစိတ်တွေပြည့်သွားစေခဲ့ပါတယ်ရက်တော်ကြာကိုပြစ်တင်နေခဲ့ပြီးမှသူမရဲ့နောက်ပြောင်မှုကိုလက်စားချေဖို့အတွက်လှည့်စားခံလိုက်ရတာမှနောက်ဆုံးမှာသဘောပေါက်သွားခဲ့ပါတယ်သူမဟာရေဒီယိုတစ်လုံးကိုယူပြီးအိမ်နီးချင်းရဲ့အိမ်ခေါင်မိုးပေါ်တက်သွားခဲ့ပါတယ်သူနဲ့တက်တဲ့ဘောလုံးပွဲမှာကိုဝင်ခါနီအချက်ပြတန်ကြားတိုင်းသူမကအင်တင်နာကိုဆွဲဖြုတ်ပစ်လိုက်ပါတယ်အိမ်နီးချင်းဟာအကောင်းဆုံးအခိုက်အတန့်တွေကိုလွှဲချော်ခဲ့ရပြီးဒါဟာခါခါတီးတီးအားပေးတဲ့ပရိသတ်တယောက်အတွက်တော့နေရကြတယ်လို့ပါပဲသူဟာဒေါသတကြီးနဲ့ခုန်ပေါက်နေခဲ့ပြီးတာယာတဲ့ဝါသနာပါရာအားလက်ရဟာအိမ်မက်ဆိုးတစ်ခုဖြစ်သွားခဲ့ပါတယ်သူမဟာတောက်ပတဲ့ဉာဏ်ရှိပေမဲ့မဲလီရဲ့ကလေးဘွားကတော့ဝမ်းနေစရာကောင်းလောက်အောင်တနာဖို့ကောင်းပါတယ်သူမရဲ့ဖခင်ဟာစစ်တပ်ကဆရာဝန်တယောက်ဖြစ်ပြီးသူမပေါ်ဘလို့မေတ္တာပြရမလဲဆိုတာမသိတဲ့ထူးဆန်းတဲ့လူတယောက်ပါသူမရဲ့မိခင်ကတော့ဒေါသကြီးတဲ့ဆရာမတယောက်ဖြစ်ပြီးအမဲလီအမားရင်လေးတစ်ခုလုံးမိုံနဲ့ပြင်းပြင်းထန်ထန်ဆူပူတတ်ပါတယ်မိဘနှစ်ပါးစလုံးရဲ့ဖိအားတွေကြောင့်အိမ်တွင်းပတ်ဝန်းကျင်ဟာအလွန်ပဲအသက်ရှူကျက်စရာကောင်းနေခဲ့ပါတယ်။သူမရဲ့တူတဲ့တော်သူငယ်ချင်းဖြစ်တဲ့ရွှေငါးလေးတောင်အပြင်ကိုခုန်ထွက်ပြီးကိုတေချောင်းကြံစီဖို့စူးစမ်းခဲ့တဲ့အထိအခြေအနေကဆိုးရွားခဲ့ပါတယ်။အမဲလီရဲ့ထိတ်လန့်တကြားအော်ဟစ်တန်တွေကြောင့်မိခင်ဖြစ်သူဟာစိတ်မတည်မငြိမ်ဖြစ်သွားလို့နေပါဖြစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖခင်ဖြစ်သူဟာကားထောက်တံတစ်ခုကိုအသုံးပြုပြီးငါးလေးရဲ့အသက်ကိုကယ်တင်ပေးခဲ့ရပါတယ်။ဒါပေမဲ့ငါးလေးကတော့ထွက်ပြေးဖို့ကိုပဲဆက်လက်စူးစမ်းနေခဲ့ပါတယ်။လက်လျှော့လိုက်ရတဲ့မိခင်ဖြစ်သူဟာငါးလေးကိုတဘာဝတရားနဲ့ပြန်လွတ်ပေးခဲ့ပြီးငါးကန်ကိုပါလွှင့်ပစ်လိုက်ပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာအမဲလီမှာသူငယ်ချင်းလုံးဝမရှိတော့ပါဘူးသူမဟာမောင်လေးတယောက်ရက်ချင်ခဲ့ပြီးမိခင်ဖြစ်သူကလည်းကလေးရဖို့ဖះเจ้าမှာနှစ်တိုင်းဆူတောင်းခဲ့ပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူတို့စီကိုအနိဋ္ဌာယုံသတင်းဆိုးကပဲရောက်လာခဲ့ပါတယ်မိခင်ဖြစ်သူကွယ်လွန်သွားပြီးနောက်မှာလူမှုဆက်ဆံရေးမရှိတဲ့သူမရဲ့ဖခင်ဟာပို့ပြီးတော့အထီးကျန်ဆန်လာခဲ့ပါတယ်ကောင်မလေးဟာသူမနဲ့ရွယ်တူကလေးတွေနဲ့ထိတွေ့ဆက်ဆံဖို့အခွင့်အရေးအလုံးဆုံးရှုံးသွားခဲ့ရပါတယ်သူမရဲ့ကလေးဘဝတစ်လျှောက်လုံးအထီးကျန်မှုတွေကနောက်ယောင်ခံလိုက်နေခဲ့ပါတယ်အသက်18နှစ်ပြည့်တဲ့အချိန်ကျမှအမဲလီဟာအဲ့ဒီဖိနှိပ်ချုပ်ချယ်တဲ့အိမ်ကနေနောက်ဆုံးမှာလွတ်မြောက်လာခဲ့ပါတယ်သူမဟာကော်ဖီဆိုင်လေးတစ်ခုမှာစားပွဲထိုးမလေးဖြစ်လာခဲ့ပါတယ်ကလေးဘဝကရရှိခဲ့တဲ့စိတ်တန်ရာတွေနဲ့ဖခင်ရဲ့လွှမ်းမိုးမှုတွေကြောင့်အလုပ်ပြင်ပမှာတခြားသူတွေကိုအနှောင့်အယှက်ပေးတာမျိုးမလုပ်ဘဲနေထိုင်ခဲ့ပါတယ်သူမရဲ့တူတဲ့တော့ယင်းရဲ့သူငယ်ချင်းကတော့လေရင်မယ်တယောက်ပါသူတို့ဟာခဲခဲရင်းမှတခါသာတွေ့ကြပါတယ်ဒါကြောင့်အမဲလီဟာသူမရဲ့ထူးဆန်းတဲ့အလေးကလေးတွေနဲ့အတူတူတဲ့အထီးကျန်စွာနေထိုင်ခဲ့ပါတယ်သူမဟာကရင်ဘရူလီပြင်သစ်အချိုပွဲအပေါ်ရန်ခွန်လေးကိုခွဲရတဲ့အတန်ကိုနှစ်သက်ပြီးနန်းစားသီးနဲ့အိတ်တွေနဲ့လက်နက်ရတာကိုလည်းသဘောကျပါတယ်သူမဟာမီကန်နာမှာကြောက်ခဲလေးတွေကိုရေပေါ်မှာ၃ချိန်ဆက်တိုက်ခုန်သွားအောင်ပြရတာကိုပျော်မွေ့တယ်လို့ရုပ်ရှင်တကားရဲ့အထွတ်ထိပ်အခန်းရောက်တိုင်းပရိသတ်တွေရဲ့တုံ့ပြန်မှုကိုကြည့်ဖို့နောက်ကိုလက်ကြည့်တတ်ပါတယ်အမဲလီဟာသူမရဲ့ကိုယ်ပိုင်ကဘာထဲမှာနက်နက်ရှိုင်းရှိုင်းနေထိုင်ပြီးတခြားသူတွေသတိမထားမိတဲ့အသေးစိတ်ချက်လက်တွေကိုသတိထားမိတတ်ပါတယ်သူမဟာအိမ်နီးချင်းတွေရဲ့ဘဝကိုကြည့်ဖို့မှန်ပြောင်းကိုခဏသုံးတတ်ပေမဲ့သူမဟာမကောင်းတဲ့ရည်ချက်နဲ့ချောင်းကြည့်သူတော့မဟုတ်ပါဘူးတကယ်တော့သူမဟာအလွန်ကိုစိတ်ထားကောင်းသူပါဖခင်စီသွားလေတဲ့အခါတိုင်းမှာသူမဟာဘူဒါယုံကအိုးမဲ့အိမ်မဲ့အမျိုးသားကိုအမြဲတမ်းအကျွေးစိတ်လေးတွေပေးတတ်ပါတယ်သူမဟာတယောက်တည်းအိုမင်းသွားရတော့မယ်လို့ထင်ခဲ့ပေမဲ့လက်ချော်သွားတဲ့ကိစ္စလေးတစ်ခုကသူမကိုမြင့်မြတ်တဲ့မစ်ရှင်တစ်ခုပေးလိုက်ပါတယ်ဖန်ကော်လီလုံးလေးတစ်ခုကရေချိုးကန်းထဲကကြွေပြားတစ်ချက်ကိုမတော်တဆတိုက်မိပြီးကျွတ်သွားစေခဲ့ပါတယ်အဲ့ဒီနေရာနောက်ွယ်မှာတော့လှုပ်ဝက်ချက်လေးတစ်ခုရှိနေပါတယ်အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကောင်လေးတယောက်မြုပ်ထားခဲ့တဲ့ယာတနာတိတာလေးဖြစ်ပြီးအခုတော့အမဲလီရဲ့လက်ထဲကိုရောက်လာခဲ့ပါပြီမူလပိုင်ရှင်ဟာသူမရဲ့ဖခင်နဲ့ရွယ်တူလောက်ဖြစ်ပုံရပါတယ်အမဲလီဟာတဆုံတယောက်ကသူတို့ရဲ့ဆုံးရှုံးသွားတဲ့ကလေးဘဝအစိတ်ပိုင်းတစ်ခုကိုပြန်တွေ့တဲ့အခါဘယ်လိုခံစားရမလဲဆိုတာကိုအသေးအတန်သိချင်နေခဲ့ပါတယ်သူမကိုယ်တိုင်မှအဖြေမရှိတဲ့အတွက်အဲ့ဒီယာတနာကိုပိုင်ရှင်စီပြန်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အိမ်ကြီးချင်းအားလုံးစီသွားမိပေမဲ့လည်းတဲလုံစာတစ်ခုမှမရခဲ့ပါဘူးကံကောင်းတာကအောက်ထက်ကတက်ကြီးရွယ်အိုအမျိုးသားတယောက်ကသူမကိုအရေးမြတ်ပေးခဲ့ပါတယ်သူမရှာနေတဲ့လူရဲ့အမိကဘာဒီလိုမဟုတ်ပဲဘရာဒိုလိုဖြစ်ပါတယ်ဒီအဖိုးဟာသူငယ်ချင်းဖွဲဖို့အပြင်ကိုဘယ်တော့မှမထွက်ပေမဲ့အခုတော့ဒီသူစိမ့်မလေးကိုအိမ်ထဲဝင်ဖို့ဖိတ်ခေါ်ပြီးသူတတ်မှတ်ထားတဲ့စီကံကိုချိုးဖောက်လိုက်ပါတယ်အမဲလီဟာသူ့ရဲ့ပရိဘောဂတွေအားလုံးကိုအပြောစားပစ္စည်းတွေနဲ့ပတ်ထားတာကိုသတိထားမိပါတယ်သူဟာရှားပါးယောဂတစ်ခုခံစားနေရတာကြောင့်ပါသူ့ရဲ့အယိုးတွေဟာဖန်သားလိုပဲကျိုးလွယ်ပါတယ်လူတွေကသူ့ကိုဖန်သားလူသားလို့ခေါ်ကြပါတယ်သူဟာပန်းချီဆွဲရင်အချိန်ကုန်ဆုံးစေပေမဲ့နှစ်ပေါင်းနှစ်ကြာတဲ့အထိနမီကြီးပန်းချီကားတစ်ချက်ကိုပဲထက်ခါတလဲကူးရနေခဲ့တာပါပန်းချီကားလည်းမှာရေပန်ခွက်ကိုကင်ထားတဲ့မိန်းကလေးဟာတခြားလူတွေနဲ့မလိုက်ဖက်ဘူးလို့သူကခံစားနေရပါတယ်အမဲလီကတော့သူမဟာတခြားလူတွေနဲ့မတူပဲကွဲထွက်နေတာဖြစ်နိုင်တယ်လို့အကြံပြုခဲ့ပါတယ်အဘိုးကတော့သူမဟာကလေးဘဝတုန်းကတခြားကလေးတွေနဲ့ကစားခွင့်သိမ်းမရခဲ့လို့ဖြစ်နိုင်တယ်ဒါမှမဟုတ်လုံးဝမကစားခဲ့ရတာဖြစ်နိုင်တယ်လို့ပြောပါတယ်သူ့ရဲ့စကားတွေကရေပန်ခွက်ကိုကင်ပြီးထိုင်နေတဲ့အမဲလီရဲ့ဘဝအကြောင်းကိုပဲပြောနေတယ်လို့ခံစားရပါတယ်ဘရာဒိုရိုရဲ့လိပ်စာကိုရပြီးနောက်မှာတော့အမဲလီဟာသူမရဲ့အစီအစဉ်ကိုစတင်ပါတော့တယ်ဘရာဒိုရိုဟာထုံးစံအတိုင်းအိမ်ပြန်လာတဲ့အချိန်မှာအနာကအများသုံးဖုန်းဟာထူးထူးဆန်းဆန်းမိလာပါတယ်သူကဇဝေးဇဝါနဲ့ဖုန်းကိုကင်လိုက်ပေမဲ့တစ်ဖက်ကချက်ချင်းဖုန်းချသွားပါတယ်ရုတ်တရက်ဆိုသလိုစင်ပေါ်မှာတင်ထားတဲ့အရာတစ်ခုကိုသူသိထားမိသွားပါတယ်အဲ့ဒါကတော့သူ့ရဲ့ကလေးဘဝမှာပျောက်ဆုံးသွားခဲ့တဲ့ယာတနာလေးပါပဲနှစ်သမီးလေးတစ်ပါးလိုပဲအမဲလီဟာသူ့ရဲ့ဆုံးရှုံးသွားတဲ့ငယ်ဘဝကိုပြန်ပေးခဲ့ပါတယ်အတိတ်ကအမှတ်တရတွေတလဟောဝင်လာတာနဲ့အမျှသူ့ရဲ့မျက်လုံးတွေမှာမျက်ရည်တွေချက်ချင်းဝဲလာပါတယ်သူနှစ်သက်ခဲ့တဲ့အယုတ်ဆက်ပီးလေးတွေသူချစ်ကြိုက်ခဲ့ရတဲ့အိမ်နီးချင်းကောင်မလေးနဲ့သူကြိုးစားကစားပြီးနိုင်ခဲ့တဲ့ဖန်ကော်လီလုံးလေးတွေကိုသူပြန်တရိယာသွားပါတယ်ဒါဟာနှစ်သမီးတစ်ပါးစီကလာတဲ့အံွယ်မှုလို့ဘရာဒိုရိုကယုံကြည်နေခဲ့ပြီးအဲ့ဒီနှစ်သမီးဟာသူ့ဘေးနားမှာပဲထိုင်နေတယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူးအဘိုးကတော့သူ့ရဲ့သမီးဟာလည်းအမဲလီနဲ့ရွယ်တူလောက်ဖြစ်နိုင်တယ်လို့ပြောပါတယ်သူတို့သားဖာတွေစကားပြောဖြစ်တာနှစ်တော်ကြာပြီဖြစ်ပေမဲ့အခုတော့သမီးဖြစ်သူစီသွားတွေ့ဖို့သူဆုံးဖြတ်လိုက်ပါတယ်
တခြားသူတွေကိုပျော်ရွှင်အောင်လုပ်ပေးရတဲ့ဒီခံစားချက်ကအမဲလီကိုဘဝရဲ့ရည်မှန်းချက်တစ်ခုပေးလိုက်တယ်လို့ပါပဲသူမဟာလူတွေစီပျော်ရွှင်မှုတွေဖြန့်ဝေပေးမဲ့ရှိုးဝတ်သူရဲ့ကောင်းတရားဖြစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်လမ်းဘေးမှာဟိုတီရှောက်နေတဲ့မျက်မမြင်အမျိုးသားတယောက်ရဲ့လက်ကိုတွဲပေးပြီးသူမကပတ်ဝန်းကျင်ကအရာအလုံးကိုဖော်ပြပေးခဲ့ပါတယ်အခုကျမတို့ဘေးကဖြစ်သွားတာကဒုတိယအဖွဲ့ကောင်းဆောင်ရဲ့ဇနီးတီပါသူမကကွယ်လွန်သွားတဲ့ခင်မုန်းရဲ့ယူနီဖောင်းကိုဝတ်ထားဆဲပဲဟိုဆိုင်ဘုတ်ပေါ်ကမြင်းကောင်းပုံကနားရဲ့တစ်ဖက်မပါဘူးဟိုဘက်မှာတော့တယောက်ယောက်ကသူ့ဇနီးအတွက်ပန်းဝယ်နေတဲ့မုန်းတိုက်ပြတင်းပေါက်မှာတော့တကြားလုံးတစ်တွေခင်းချင်းထားပြီးလေထဲမှာတော့တခွားမွေးနဲ့ဘာဒန်စေးအိုက်စကရီမ်နဲ့တွေမွေးနေတယ်လို့သူမကပြောပြပါတယ်အမဲလီဟာအဘိုးကိုဘူဒါယုံအဝင်ဝါထိလိုက်ပို့ပေးပြီးတိတ်တဆိတ်ထွက်ခွာခဲ့ပါတယ်သူမဖော်ပြပေးခဲ့တဲ့ကဘာကြီးရဲ့အသေးစိတ်အချက်လက်တိုင်းကိုအရသာခံရင်အဘိုးကိုအဲ့ဒီမှာထားခဲ့ပါတယ်အမဲလီဟာတခြားသူတွေကိုကူညီရတာမှာပျော်ရွှင်မှုတွေ့ရှိခဲ့ရမယ်ဒီနေ့မှာတော့သူမရဲ့အိမ်ပိုင်ရှင်ကသူ့တကားမှာတော်တန်းလန်းထားခဲ့တာကိုသတိပြုမိသွားပါတယ်သူမကတော့ကိုပြန်ပေးဖို့ရည်ရွယ်ခဲ့ရမယ်သူကမတန်ဆွမ်းဆိုင်ဝန်ထမ်းလေးကိုနှိပ်စက်နေတာကိုတွေ့သွားပါတယ်သူ့ရဲ့ရုံညံ့တဲ့အပြုအမူကကလေးဘဝတုန်းကသူမကိုလှည့်စားခဲ့တဲ့အိမ်ကြီးချင်းကိုတတိယစေပါတယ်ဒါကြောင့်အမဲလီကအဲ့ဒီဝန်ထမ်းလေးအတွက်နင်းနေလောက်လက်စားချေပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်